ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျကျွန်တော်နာမည်ကတော့ dot trainer ဆရာဇွဲနိုင်ဖြစ်ပါတယ် Papacity dot training school ရဲ့ trainer ဆရာပေါ့နော်ကျွန်တော်ဒီနေ့မှာဘုဒ္ဓလေးတွေနဲ့တချို့ပြောချင်တဲ့အကြောင်းအရာလေးဒီ gap dot မွေးခြင်းနဲ့ပတ်သက်ပြီးခွေးလေးတွေမွေးမြူ gap dot မှာမဟုတ်ဘူးပေါ့နော်ခွေးလေးတွေမွေးမြူခြင်းနဲ့ပတ်သက်ပြီးတော့အဖြစ်များနေတဲ့မေးခွန်းတွေကိုကျွန်တော်ဖြေကြားပေးမှာဖြစ်ပါတယ်ဗျအခုရပိုင်းတွေမှာကျွန်တော်တို့ဒီ gap dot လေးမွေးမြူခြင်းနဲ့ပတ်သက်ပြီးတော့လွဲမှားနေတဲ့မေးခွန်းတွေခွေးလေးတွေနဲ့ပတ်သက်ပြီးတော့မွေးမြူတဲ့အခါမှာဖြစ်နေကြတဲ့အခက်အခဲတွေကိုကျွန်တော်ဖြေကြားပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ကျွန်တော်ပြောချင်တာကတော့အခုအဖြစ်များနေကြဒီနိုင်ငံမှာကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ပြဿနာဘာလဲဆိုရင်ပေါ့နော်ဂတ်တော့လို့ပြောလိုက်တာနဲ့ကြိုက်မယ်ဟောင်းမယ်စွာမယ်ဒီလိုကြီးပဲတွေးနေကြရဗျနော်ဒီပြဿနာနဲ့ပတ်သက်ပြီးကျွန်တော် sharing ခဏပြောပေးတယ်ကျွန်တော်ဖုန်းတွေလည်းဆက်မေးကြတယ် messenger တွေရဲ့တဆင့်လည်းမေးကြတယ်ဒီပြဿနာတွေပြောရရင်တော့ဘယ်သူကပြောခဲ့လဲပေါ့နော်ဂတ်တော့ဆိုတာနဲ့ကြိုက်မယ်လို့ဂတ်တော့ဆိုတာနဲ့ဟောင်းမယ်လို့ဂတ်တော့ဆိုတာနဲ့စွာမယ်လို့မှန်ပါတယ် generally ရေဘူးရအဖြစ်ကတော့ဂတ်တော့အမျိုးသားတွေကတော့တာမန်ခွေးလေးတဲ့ဆိုင်တော့ကိုတခင်ကောက်ွယ်ပေးတာကိုပောင်ဝင်းကျင်ကောက်ွယ်ပေးတာကြိုက်တာစွာတာရှိနိုင်ပါတယ်ဒါပေမဲ့ဂတ်တော့တိုင်းတော့မဟုတ်ပါဘူးဗျာနော်သိထားမှသူကဂတ်တော့တိုင်းဒီစွာနေမှာဟောင်းနေမှာကြိုက်နေမှာတော့မဟုတ်ဗျာနော်မှန်ကန်တဲ့နီးစနစ်လေးတွေမွေးမြူဖို့နဲ့တခင်တွေရဲ့မှန်ကန်တဲ့ control ထိန်းချုပ်မှုတွေလိုအပ်တယ်ဗျာအများကြီးနော်ဂတ်တော့တိုင်းကြိုက်မှာမဟုတ်ပါဘူးဒါရဲ့အဖြစ်များနေကြကျွန်တော်တချို့ဗီဒီယိုတွေတွေ့ရဗျာနော်ဒီခုကျွန်တော်ပြပေးခြင်းရတယ်မိသူတူတယောက်မှကျွန်တော်ပုတ်ခတ်စော်ကားခြင်းမရှိပါဘူးကျွန်တော်ကခွေးချက်သူပြည့်တဲ့တွေကျွန်တော်ရဲ့မိတ်ဆွေတွေအသိဉာဏ်လေးတွေဘိုးသူတာလေးရသေးခြင်းတဲ့အတွက်ပြောပြပေးအောင်ပါတချို့ကြီးကျွန်တော်တွေ့တယ်ဗျနော်ဒီ social media တွေမှာခွေးလေးဆိုကြပါတော့ anything ဒိုကူမွေးတာတို့ royal လာမွေးတာတို့ပစ်ဘူးမွေးတာတို့ king goss မွေးတာတို့တယောက်နဲ့တယောက်အကြိုက်ချင်းမတူကြဘူးမွေးကြရမွေးပါဒါ SU လိုက်ပဲကိုကြိုက်တာကိုလို့ပေါ့နော်ဒါပေမဲ့မွေးကြတဲ့ခါမှာဘာလို့တွေ့လာလဲဆိုတော့ဒိုကူမွေးတဲ့သူကလည်းသူတို့ဒိုကူကအကောင်းဆုံးလုံးဝ PSN ရလည်းအကောင်းဆုံးကြိုက်ရလည်းအကောင်းဆုံးပေါ့နော်ဆိုကြပါစို့လူတွေကဒိုကူဆိုရင် PSN 900ရှိရ Royal လာဆို PSN 300နဲ့400ကျမှရှိတယ် King Goss ဆိုရင်900နဲ့800ကျမှရှိတယ်ဒီ PSN နေပြောနေကြ Game ဆိုရင်တချို့ဆိုပြောကြပါတော်တော်များများ King Goss ဆိုတာကြားတက်ကောင်ရဲ့ကိုင်းရတူတူပဲPSN များတိုင်းမကြိုက်ပါဘူး PSN များတိုင်းလည်းမကြမ်းပါဘူးဗျနော်အဲ့ဒါလေးတခုကိုဒါဘုသူတန်နဲ့မှတ်သားလို့ရအောင်ပြောပေးခြင်းဖြစ်ပါတယ်အခု social media မှာတွေ့ရဆိုရင်ဥမာဆိုကြပါတော့ raw လာမွေးလူကလည်း raw မွေးသူတို့ raw မှာပဲကဘာမှာအကောင်းဆုံးခွေးဖြစ်တယ်လို့ဒိုကူမွေးသူလည်းဒိုကူမှာအကောင်းဆုံး addition မွေးလူကလည်း addition မှာအကောင်းဆုံးအမိုးနေတင်တော့ဒီတစ်ဖက်ဆောင်းနေ balance ပေါ့နော်ကျွန်တော်တို့မြတ်တော်ဘုရားဟောထားတယ်မျက်စိမပရိပဒါအလေလက်ကိုမရှိဘဲနဲ့တစ်ဖက်ဆောင်းလုံးကြီးငါခွေးမှာအကောင်းဆုံးငါအမျိုးစားမှာအကောင်းဆုံးငါမွေးထားတဲ့အမျိုးစားမှာအကောင်းဆုံးဆိုပြဿနာတွေကမလိုအပ်တဲ့ဘုသူတာတွေဖြစ်စေတယ်လိုအပ်တဲ့အဆင့်တွေရတယ်လူတွေကဘာဖြစ်လာလဲဆိုငါဒိုကူမှာပဲကျန်းတယ်ပြဘူးမှာပဲကျန်းတယ်ရော့ရလာမှာပဲကျန်းတယ်အဲ့လိုဖြစ်လာကြဗျအဲ့လိုကျန်းနိုင်ရလေကျွန်တော်ပြောချင်တာလေပြဘူးဒိုကူမှာမဟုတ်ဘူး golden retriever အောင်ကြိုက်တဲ့ခွေတပုံကြီးပဲစုပ်ပြတ်တောင်ကြိုက်တဲ့ခွေ golden retriever အများကြီးပဲ labrador အများကြီးပဲလေ့လာကြည့်ပါအောင်ကျွန်တော်ပြောချင်တာကိုကခွေးလေးတကောင်သားနှစ်ကောင်သားမွေးထားရုံတော့နဲ့အဲ့လိုရှောက်တင်တဲ့ခါကျတော့ကို့ခွေးမှာပဲကျန်းသုံးဖြစ်တယ်လို့ဖြစ်နေကို့ခွေးမျိုးစားမှာပဲကျန်းသုံးဖြစ်တယ်လို့ဖြစ်နေပေါ့နော်တကယ်တမ်းအမျိုးအစားများများလို့လေ့လာပါအောင်တချို့အရာတွေကစာလေးဖတ်ရုံနဲ့အမှန်တရားကိုမပေါ်နိုင်ဘူးဗျဥပမာတစ်ခုနဲ့ကျွန်တော်ပြောပြရရင်ဗျာတိုးတက်ရေးစာပေတွေရေးတဲ့စာရေးဆရာတိုင်းမချမ်းသာဘူးလीကျွန်တော်ပြောချင်တာအဲ့လိုပဲကိုလေ့လာထားတဲ့ဘုသူတလေးရေးပြထားတဲ့စာပေတိုင်းနဲ့အမှန်လို့ကျွန်တော်ယုံကြည်လို့မရဘူးကိုယ်တိုင်းလက်တွေလည်းလေ့လာဖို့လိုအပ်တယ်ဗျာနော်ကျွန်တော်ပြောချင်တာအဲ့တော့နောက်ဆုံးအနေနဲ့ဘူးသူကပြောချင်တာဂတ်တော့မွေးတိုင်းမကျန်းသလိုဂတ်တော့မွေးတိုင်းလည်းမစွာပါဘူးဂတ်တော့မွေးတိုင်းလည်းဟောင်မှုမစင်းစားမှလည်းနော်အဲ့လိုမျိုးလေးရှိပါတယ်တချို့ကြောက်လည်းအသိမျိုးလေး mystery လေးမွေးကြတယ်အခုဘာဖြစ်လဲဆရာကစိတ်ကန်းသွားမရလို့ကင်မရလို့ကျွန်တော်ပြောချင်တာတခုပဲရှိတယ်ကျွန်တော်ခုပြောစကားရှင်းရင်လည်းရှင်းသွားလိမ့်မယ်ကျွန်တော်ဒီစေတနာနဲ့ပြောတာမိမိမွေးတဲ့ခွေးကိုမိမိကိုယ်တိုင်မှမကင်ရင်ခွေးမမွေးပါနဲ့တော့နော်ဘယ်တော့မှခွေးမမွေးပါနဲ့တော့ဒါကကျွန်တော်အယူရှင်းဆုံးလေးပြောတာပါကိုယ်တိုင်မှမွေးပြီးကိုယ်တိုင်မှကြောက်နေမှာကိုယ့်ကိုယုံကြည်မှုမရှိဘဲနဲ့တိရစ္ဆာန်တကောင်ကိုမွေးထားတဲ့အခါမှာကျွန်တော်တို့ကဘလောက်ပဲချစ်လူမဟုတ်ဘူးပညာနဲ့တင်ညာဆိုတာရှိတယ်ကျွန်တော်တို့အမြဲတမ်းပြောနေကြရှိတယ်ကျွန်တော်အမြဲပြောနေကြရှိတယ်ပညာဆိုတာ analysis လုပ်နိုင်ဆိုတာကျွန်တော်လူသားကြီးမှာပဲရှိသလိုတိရစ္ဆာန်ဒီမှာပညာဆိုတာမရှိဘူးကောင်းရင်ဆိုရင်ခွဲခြားနိုင်ဆိုတာမရှိတင်ညာဆိုတဲ့အလေးအထအလေးကျင့်နဲ့ဖြစ်ပေါ်လာတဲ့အတိပဲရှိပါတယ်အတိမှာပညာအတိနဲ့တင်ညာအတိဆိုကွဲပြားမှုရှိပါတယ်ဒါတွေကိုကျွန်တော်နိုင်ငံ
စွန့်မြစ်တာရှင်ကြီးတွေကတသားရင်မိမိရဲ့အရန်မလုပ်ပါနဲ့နော်တကယ်တသားရင်မိမိအရန်လုပ်ပြီးတကယ်နေလန်းငါလိုက်ဖြစ်လဲဖြစ်ရောအဲ့တသားမိမိလုပ်တဲ့လူတွေတယောက်မှမရှိတော့ဘူးအကုန်ကြိုက်ခံအောင်အဲ့တသားမိမိလုပ်တဲ့လူတွေပဲအကုန်လုံးစေးုံရောက်တာနဲ့အကုန်ကြိုက်ခံတယ်ကျွန်တော်ပြောချင်တာမချစ်နိုင်မပြောဘူးချစ်ပါမနစ်မိအောင်နေကြပါဗျာနော်ချစ်တော့ဘာဖြစ်တယ်အလိုလိုက်တယ်အလိုလိုက်တော့ဘာဖြစ်လဲစိုးတယ်စိုးတော့ဘာဖြစ်လဲရိုင်းတယ်နော်နောက်ကြတော့ပြောမကောင်းဆိုမကောင်းတော့ဘူးဒုက္ခရောက်တဲ့ပြဿနာကြီးအများကြီးပဲဗျာနော်အဲ့တော့ကျွန်တော်ပြောချင်တာခွေးလေးတွေကိုမွေးတဲ့ခါမှာတကောင်သားနှစ်ကောင်သားမွေးုံနဲ့ကိုခွေးအကောင်းဆုံးကိုမျိုးစားအကောင်းဆုံးဆိုပြီးတော့အရင်ကြီးတွေလည်းမပြောကြပါနဲ့လို့အခြားလူတွေအသည့်တွေမှာလွဲမားတဲ့အသည့်တွေဝင်သွားနိုင်ပါတယ်ဗျာနော်ကျွန်တော်စီမှာဆိုပို့ဆူးရဗျအပုလင်းဆုံးအမနာတန်းပြောရင်ကျွန်တော်နိုင်ငံမှာကလေးလာနဲကြရဗျကျွန်တော်တို့တွေကကျွန်တော်ဒီနိုင်ငံမှာကကြောင့်လေးလာနဲကြတယ်သူများအပြောမှာပဲစုံနေသူတွေများတယ်ဗျာနော်အဲ့တော့မိမိကိုယ်တိုင်နဲ့လေးလာပါကျွန်တော်ခုနပြောပြီးသလိုပဲဖွံ့ဖြိုးရေးတိုးတက်ရေးစာပေရေးတဲ့စာရေးဆရာတိုင်းမချမ်းသာပါဘူးဗျအဲ့တော့ကျွန်တော်ပြောချင်တာကစာအုပ်တွေဖတ်တိုင်းအမှန်တရားလို့ယုံကြည်လို့မရပါဘူးကိုယ်တိုင်လည်းလက်တွေ့မှာလည်းလေးလာကြပါဗျနော်ဟုတ်ကဲ့ပါခွေးလေးနဲ့ပတ်သက်ပြီးတော့ဘူတူတာတွေတိလူတွေအကြောင်းအရာတွေကိုမေးပြီးထားပါကျွန်တော်တတ်နိုင်သမျှကျွန်တော်ဘက်ကနေပြီးတော့အားတဲ့ချိန်လေးမှာဖြည့်ချပေးပါမယ်ဗျနော်အခုဒီကာလကကျွန်တော်လည်းကျမ်းမာရေးတိတ်မကောင်းတဲ့အတွက်စေးရုံကလည်းဆင်းတာမကြသေးဘူးခွဲစိတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီအပိုင်းထဲမှာတင်တန်းနေပြန်လက်ခံမှုတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အလိမ္မာကလေးလောက်ပဲလက်ခံအောင်ပဲဗျာနော်ဒါလေးကကျွမ်းကြဝင်တာပါဟိုနည်းနည်းကျန်းတဲ့ကလေးတွေကတော့ကျွန်တော်ခဏနားထားပါအောင်ပဲဗျာနော်ကျွန်တော်ခွဲစိတ်ထားတဲ့တိုင်ရန်လေးကြောင့်သိပြီးမကင်နိုင်သေးလို့ပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်